အဲ့မှာ full way ကတ်လေးချစ်ပေးမယ်နော်ရတော့ပြီဆိုရင်ဟိုက screenshot လေးရိုက်ပြီးတော့လုပ်ပြီနော် screenshot လေးရိုက်ပြီးတော့ comment မှာမှတ်ပြီနော်အဲ့မှာနေ့တိုင်းလူရတာပြောရမှာအဲ့မှာအားလို့ဘောနော်အဲ့ငါလည်းဖုန်းလိုက်မယ်နော်ဒီထွက်လာပြီပြီးတော့ရပြီနော်အဲ့လောက်ပဲရတော့ screenshot လေးလုပ်ရိုက်ပြီးတော့ရတဲ့ကြောင်းလေး comment မှာမှတ်ပေးအဲ့ဒါဆိုရင်နောက်လူတွေလည်းဆက်ထည့်စရာမလိုတော့ဘူးနော်နောက်နေ့တွေလည်းတင်ပြီးသွားမယ်လို့နေ့တိုင်းနော်နောက်နေ့တကယ်လို့နောက်နေ့တင်ပထမအဆုံးမြင်အောင်channel လို့ like နဲ့ subscribe လုပ်ပေးတာခေါင်းလောက်ပူလေးနဲ့လုပ်တာပို့ပြီးတော့မြင်တယ်ပူတင်လိုက်တာနဲ့ချက်ချင်းတက်လာမှာပြီးတော့ပြီနော်ရတယ်ဆိုရင်screenshot လေးရိုက်ပြီးတင်မယ်ကျော်ကဒီ Binance P2P မှာ USDT အရောင်းဝင်လုပ်တယ် USDT အရောင်းဝင်လုပ်တော့ဟိုဒီနေ့6ရက်နေ့17လပိုင်း2025ပေါ့နော်အဲ့ဒီနေ့အတွက်ကတော့ USDT ဈေးကကျော်ဝယ်တဲ့ဈေးက3980ပြရောင်းတဲ့ဈေးကကျတော့4080ပါခင်ဗျBinance P2P မှာဖြစ်ဝယ်လို့ရပါတယ်ပြီးတော့မေးမြန်းတဲ့ခါကျရင်ဒီ TikTok အကောင့်ကနေဖြစ် Telegram အကောင့်ကနေဖြစ်ကျွန်တော်အောက်မှာချပေးထားမယ်နော်အဲ့ဒီကနေလာမေးနိုင်ပါတယ် TikTok အကောင့်ကနေဖြစ်လာမေးနိုင်ပါတယ်ခင်ဗျတကယ်လို့တကယ်ချင်းတို့မှာ Bitcoin တွေပါတယ်ရှိရင်လည်းလာရောင်းလို့ရတယ်နော်ကျွန်တော် Bitcoin တွေဝယ်ပေးပါတယ်လာဝယ်လို့လည်းရတယ် Bitcoin တွေဝယ်ရောင်းလုပ်ပါတယ်ခင်ဗျ Bitcoin လာရောင်းရင်ဒီပေါက်ဈေးတိုင်းပေါက်ဈေးထက်10 20လောက်တော့တော်လောက်10ကျပ်လောက်တော့ခွာအောင်ပေါ့နော်အဲ့လောက်ခွာပြီးတော့ဝယ်ပါခင်ဗျဒါကြောင့်မလို့ Bitcoin နဲ့ USDT ဈေးသိချင်ရင်TikTok ကနေဖြစ် Telegram နဲ့ဖြစ်လာမေးလို့ရပါတယ်ကျွန်တော်ဗီဒီယိုရိုက်ထားသိမရှိတော့စကားပြောတာနည်းနည်းလေးထစ်တယ်ဒါကြောင့်မလို့နည်းနည်းလေးတော့သိခံပြီးတော့နားထောင်ပေးကြပါခင်ဗျနောက်နေ့တွေ့မှလည်းဖုန်းမီလေးတွေရပါစေလို့ဆုတောင်းပေးပါတယ်တကယ်လို့ဖုန်းမီလေးတွေတင်လိုက်တဲ့ခါကျရင်ချက်ချင်းမြင်ရအောင်ဆိုရင်ဒီ channel လေးကို like and subscribe လုပ်ပြီးတော့အဲ့ခေါင်းလုံးလေးနှိပ်ထားလိုက်အဲ့ဆိုရင်ကျွန်တော်တင်လိုက်ဗီဒီယိုချက်ချင်းတက်လာမှာဒါပေမဲ့ပထမအဆုံးကြည့်လဲမြင်တဲ့သူပဲရမှာပေါ့နော်ဘာလို့လဲဆိုဖုန်းကြီးကတကတ်တဲ့မို့လို့ကိုက USDT အရောင်းဝယ်လုပ်ချင်လို့ Binance account တွေပါဖွင့်ချင်နေဆိုရင်လည်းဒီလာမေးလို့ရပါတယ်ကျွန်တော်တီးတလောက်တွေကိုပြောပြမှာပေါ့နော်ကျွန်တော်ကတော့ဒီ2022မဟုတ်ပါဘူး2021တော့နေစပြီးတော့ကျွန်တော်ဒီ Binance ပေါ်မှာ USDT အရောင်းဝယ်လုပ်ပါတယ်ကျေးဇူးပါခင်ဗျ